မင်္ဂလာပါရှင်ရန်ကင်းမြို့နယ်မှာရှိတဲ့မိုးကောင်းဆူတောင်းပြေးပေါ့နော်ဖះမှာရှိတဲ့ဆေးဘိုးဘိုးဖြစ်ပါတယ်ဒီဆေးဘိုးဘိုးကတော့ဆမတို့ရဲ့ပေါ့နော်ငယ်စဉ်ကလေးဘဝကလေးကနေပြီးနှစ်ပေါင်းများစွာပေါ့နော်ဆမတို့ရဲ့အမြဲတမ်းကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်ဆူတောင်းအဋိဌံပြုလာပြီးတော့ဆူတောင်းမှုတွေအောင်မြင်တဲ့9ရက်သားသမီးရှင်တွေဖွားများအားလုံးတို့အတွက်ပေါ့နော်တပည့်သားသမီးတွေအုံနောက်ခွဲစိတ်တာကအစပေါ့နော်ဆမတို့ဒီလိုမျိုးပွဲတွေလာလှူတယ်ဘဝတွေလှူတယ်ဆူတောင်းဒိဋ္ဌံတွေပြုပြီးတော့ပြုလုပ်ခဲ့တဲ့အခါမှာပေါ့နော်နာတာရှိလူမမာတွေတောင်ပြန်လည်ပြီးတော့မှကောင်းသွားတယ်ကျမ်းမာတန်ဆန်းသွားပါတယ်နော်ယခုခါမှာလည်းပဲဆေးဘိုးဘိုးရဲ့မေတ္တာအစွမ်းထက်ကြပေါ့နော်ကင်ဆာရောဂါပျောက်သွားပါတယ်နော်အဲ့ဒါအိမ်မက်ပေးတယ်ဆေးဘိုးဘိုးကိုယ်တိုင်အိမ်မက်ပေးပြီးတော့ပေါ့နော်ဒိဋ္ဌံတွေအောင်တယ်ကုသိုလ်တွေပြုရတာပေါ့နော်ဒီမှာကင်ဆာရောဂါပျောက်သွားလို့ဆိုပြီးတော့မှဆေးကြောက်ပြင်2ချက်ကိုလည်းလှူထားတာလေးတွေတွေ့ရပါတယ်เนาะအဲ့တော့ရန်ကင်းမိုးကောင်းကဆေးဘိုးဘိုးရှိကိုရောက်ပြီဆိုလို့ရှင်ကိုပဝါလေးလှူခြင်းလဲပဝါလေးလှူပါဖိုးဖိုးကိုလည်းကိုကခေါင်းကိုက်တယ်ဆိုလို့ရှင်လည်းပဲဇကြောနေရာလေးတွေနှိမ့်နေပေးပါလက်တွေကတ်တယ်လက်တွေနာတယ်ပေါ့နော်အဲ့လိုမျိုးဆိုလဲလက်တွေကိုနှိပ်ပေးပါဝမ်းဘိုက်တွေအောင်းနေကြောတွေအောက်တယ်ဆိုလို့ရှင်လဲကြောတွေကိုနှိပ်ပေးပါပြီးရင်ကိုပေါ့နော်တောင်းစုပြုပါနော်ပြီးတဲ့အခါမှာတော့ဒီဆေးတနက်ခါလေးတွေကိုလည်းသွေးပြီးတော့ပေါ့နော်ကိုလိမ့်နေကြဆေးတွေနဲ့တွဲပြီးတော့မှဆေးဘိုးဘိုးရဲ့ပေါ့နော်ဖျားဆေးတရားဆေးတန်ငါဆေးဆေးဝိဇ္ဇာအပေါင်းတို့ရဲ့ဆေးရန်ကုန်မြို့ကဆူတောင်းပြည့်နော်ဆေးဘိုးဘိုးရဲ့ဆေးဆိုပြီးတော့မှကိုဖြစ်ပေါ်နေတဲ့ဝေဒနာတွေကိုပေါ့နော်ကိုကနေပြီးတော့လိမ့်လို့ရပါတယ်ကိုအိမ်ကနေပြီးတော့ပေါ့နော်တနက်ခါတို့နသက်ဖြူတို့နော်ကရမတ်တို့ဒီလိုမျိုးလေးတွေယူလာပြီးတော့ဘိုးဘိုးရှိမှာပေါ့နော်တရဏဂုံဆေးရည်မှန်အဖြစ်ပေါ့နော်သွေးပြီးတဲ့အခါကျလို့ရှိရင်လည်းခွက်ကလေးတွေဘူးလေးတွေနဲ့စောင့်ပြီးတော့ပေါ့နော်ဒီလိုမျိုးလေးတွေကိုကလိမ့်မယ်တောက်မယ်ရှုမယ်ဆိုလို့ရှိရင်လည်းပဲကျမ်းမာကြီးတွေတိတိတသာကောင်းလာစီမှာဖြစ်ပါတယ်ရှင့်အာရောဂျန်ပရမန်လာဘန်ချမ်းသာဒုက္ခအဖျက်ဖျားနဲ့ပြည့်စုံပါစေ9ရက်သမီးရှင်တွေဖွားများအားလုံးတို့ကိုအာရောဂျန်ပရမန်လာဘန်ချမ်းသာဒုက္ခအဖျက်ဖျားနဲ့ပြည့်စုံစေပြီးတော့ပေါ့နော်မိမိတို့ရဲ့ယောဂပျောက်ပြီးတော့အဋိဌံတွေအောင်ဖို့အတွက်ဆေးကြောက်ပြင်မှာပေါ့နော်ဆေးသွေးလိမ့်ပြီးတော့ပွဲနဲ့နော်ပဝါတွေလှူဒန်းပြီးတော့ဆူတောင်းဒိဋ္ဌံပေးခဲ့ပါတယ်9ရက်သမီးရှင်တွေဖွားများအားလုံးတို့အသက်ရှည်အနာမဲ့ဘေးကင်းရန်ကွာပါစေစားကျင်တာတွေစားရပါစေကျမ်းမာအသက်ရှိပါစေခံစားနေရတဲ့ယောဂဝေဒနာတွေရှိရင်လည်းလေးလေးနက်နက်နဲ့ဆူတောင်းပါနော်9ရက်သမီးရှင်တွေဖွားများအားလုံးတို့ကျမ်းမာချမ်းသာပြီးတော့အာရောဂျန်ပရမန်လာဘန်ချမ်းသာဒုက္ခအဖျက်ဖျားနဲ့ပြည့်စုံပြည့်ဝကြပါစေရှင်ရန်ကုန်တိုင်းရန်ကင်းမြို့နယ်မှာရှိတဲ့မိုးကောင်းဆူတောင်းပြည်စည်းတော်မြတ်ကြီးဖြစ်ပါတယ်နော်ကဲတောင်းစုတွေပြည့်ဝပါစေကံကောင်းချမ်းသာပါစေဆင်မတရားထိုင်မရီးလာစိတ်ပြီးတော့သာသနာပွဲတွေလာလှူပြီးတော့ကုသိုလ်ကောင်းမှုများပြု၍စေဘိုးဘိုးမှာလည်းလှူဒန်း၍အဋိဌံပြုပြီးတော့နာတာရှိနော်ယောဂဝေဒနာခံစားနေရတဲ့သမီးလေးတတ်ပြောက်ကင်းသွားတဲ့အတွက်အဋိဌံလာရောက်လုပ်ပေးခြင်းဖြစ်ပါတယ်ကဲကံကောင်းချမ်းသာပါစေအသက်ရှူတိုင်းငွေတွေဝင်ကြပါလိမ့်ရှင်ရန်ကုန်တိုင်းရန်ကင်းမြို့နယ်မှာရှိတယ်ဆူတောင်းပြည့်ရန်ကင်းမိုးကောင်းမှာအဋိဌံတွေလည်းအောင်ပါတယ်ဂတိသစ္စာတွေမှန်ကန်တဲ့အလျောက်ပေါ့နော်အဋိဌံတွေအောင်တယ်တောင်းစုတွေပြည့်တယ်ကျမ်းမာချမ်းသာပြီးတော့လောက်ကင်ခွန်လန်းကောင်းတွေလည်းရရှိကြတယ်ပြီးတဲ့အခါမှာတော့ဒီဆူတောင်းပြည့်ရန်ကင်းမိုးကောင်းမှာပေါ့နော်အဘိုးရခနောင်တော်ကြီးနောင်တော်လေးကလည်းအင်မတန်မှဆူတောင်းအဋိဌံသစ္စာပြုလို့အောင်မြင်ခြင်းများစွာရရှိကြပါတယ်နိုင်ငံခြားကိစ္စတွေအလုပ်ကိုင်းခွန်လန်းကိစ္စတွေစီးပွားရေးလူမှုရေးကျန်းမာရေးအိမ်တော်ရေးနဲ့ပတ်သက်တဲ့အဋိဌံတွေအထူးအောင်ကြလို့အင်မတန်မှနာမည်ကြီးပါတယ်အဲ့အတွက်ကြောင့်မို့ရန်ကင်းမိုးကောင်းကိုရောက်ပြီဆိုလို့ရှိရင်ရန်ကင်းမြို့နယ်ကိုရောက်ပြီဆိုလို့ရှိရင်ရန်ကင်းမိုးကောင်းဖျားကိုဝင်ဖူးပြီးတော့ပေါ့နော်အောင်မြေလေးတွေနင်းပြီးတော့တရဏဂုံ3မှာဗရီ3မှာစိတ်ပြီးတောင်းစုလေးတွေပြေဝနိုင်ဖို့အတွက်ဆင်မပွင့်နေခိုင်မှာဒီဗီဒီယိုလေးကိုကုသိုလ်မြတ်တာအစွမ်းထက်ဖြင့်ရိုက်ကူးတင်ပြလိုက်ပါတယ်အားလုံးကျမ်းမာချမ်းသာ၍လူရဆန္ဒပြပါစေအသက်ရှူတိုင်းရွှေတွေငွေတွေဝင်ပါစေကံကောင်းချမ်းသာကြပါစေ